ကျိုးစီးပွားကိုပျက်စီးအောင်လုပ်တဲ့လူကလူမိုက်ပေါ့ဟုတ်ကဲ့ပါဆရာဟုတ်နောက်တစ်ခါကျတော့ခြားသူရဲ့အကျိုးစီးပွားကိုပျက်စီးအောင်လုပ်တာအဲ့တော့ဆရာတို့ရဲ့ဗုဒ္ဓဘာသာမှာလည်းပဲကံ၅ပါးဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာကံ၅ပါးကိုစောင့်ထိန်ကြတယ်အဲ့တော့တခါလေကြာရင်ကံ၅ပါးစောင့်ထိန်ပြီးမယ်လို့လည်းပဲသူကလူမိုက်ဖြစ်နေတတ်တယ်ဟုတ်ကဲ့ပါဆရာဟုတ်အဲ့တော့ကျွန်တော်ကတော့ထင်ပါဟဲ့ဘယ်နဲ့ဆရာကံ၅ပါးစောင့်ထိန်နေလို့ဘလို့လူမိုက်ဖြစ်မှာလဲလို့ပြောရင်ဟုတ်တယ်ကံ၅ပါးကိုလုံတဲ့အတွက်သီလလုံတယ်လို့ပြောလို့ရပြီမယ်လို့သူက၅ပါးသီလလုံပြီမယ်လို့သူကတစ်တော်တွေကိုပြုံးတီးအောင်တစ်ခုတ်တယ်လို့ဆိုရင်တော့ဟုတ်ကဲ့တစ်တော်တွေပြုံးတီးတဲ့အတွက်ကြောင့်ကျွန်တော်ရာသီဥတုတွေဖောက်ပြန်ပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာဟုတ်ရေတွေကြီးပါလိမ့်မယ်ဟုတ်ကဲ့ပါရှင်ရေတွေကြီးရင်လူအများမပြည့်စည်ဘူးလားပြည့်စည်ပါလိမ့်မယ်ရှင်ဟုတ်နော်ဒါကြောင့်မလို့ငါးပါးသီလလုံမင်းလုံညာတော်လဲပဲလူအများရဲ့အကျိုးကိုပျက်စီးအောင်လုပ်ရင်တော့ဆရာကလူမိုက်လို့ပြောရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဒါဆိုရင်တော့လူမိုက်ကကိုယ့်ကိုယ်ဖြက်စီးရလဲဖြစ်နိုင်တယ်နောက်ရသူတစ်ပါးကိုဖြက်စီးရတဲ့ဒါလူမိုက်သူတစ်ပါးရဲ့အကျိုးစီးပွားကိုပျက်စီးအောင်လုပ်တာလဲလူမိုက်ပဲဖြစ်ပါတယ်ဆရာဟုတ်ဆရာတို့ရဲ့စကားပုံမှာလဲလူမိုက်နဲ့ပတ်သက်တဲ့စကားပုံလေးတွေကိုကြည့်လိုက်ရင်လူမိုက်ကိုခွဲခြားလို့ရပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကျွန်တော်ကြားဦးမှာပေါ့လူမိုက်နဲ့ငွေအတူမနေတဲ့ဟုတ်ကဲ့ဆရာဟုတ်အဲ့တော့လူမိုက်ဆိုတာက तू ရရှိလာတဲ့ငွေကိုလေ तू ကစီကံနဲ့ကြမတုံးတတ်ဘူးဖြုံးပြစ်မယ်ဟာလားအရက်တောက်ပြစ်မယ်ဒါကြောင့်မလို့လူမိုက်ဟာဘယ်တော့မှလက်ထဲမှာငွေမရှိဘူးဟုတ်ကဲ့ပါဆရာဟုတ်အဲ့တော့လူမိုက်ဆိုရင်လက်ထဲမှာတစ်ချိန်လုံးငွေပြတ်နေတဲ့လူကလူမိုက်ပဲအဲ့ဆိုဆရာငွေပြတ်သွားရင်လူမိုက်ပဲပေါ့နော်တတိထားတဲ့နာပေါ့နော်အဲ့တော့ကိုယ့်ကလည်းငွေမပြတ်အောင်နေဟုတ်ကဲ့ငွေပြတ်တဲ့လူနဲ့လည်းဝေးဝေးနေဟုတ်ကဲ့ပါအဲ့တော့ငွေပြရင်ငွေချီတော့ပါလေမဟုတ်ဘူးလားနော်ဒါလေးကတစ်ချက်ပေါ့နောက်စကားပုံတစ်ခုကကြတော့သမီးလည်းကြားဦးမှာပါနော်တခိုးပြေးမှထိုးခွင်းထားဟုတ်ကဲ့လူမိုက်နောက်မှာအကြံရဟုတ်ကဲ့ဆရာဟုတ်လားအဲ့တော့တခိုးပြေးမှထားပြီးဖမ်းမယ်စီးမယ်လုပ်တယ်လူမိုက်ကနောက်မှာအကြံရတယ်တဲ့ဒါကြောင့်မလို့ကိုကပြေးရဲ့လူဟုတ်လားကိုကလေးလာမှုအားနေတဲ့လူဟာဘယ်တော့မှအကြံကောင်းညံကောင်းကိုမရဘူးသူများလို့တော့မှဟောဟုတ်သားပဲငါဒီလိုလောက်ရမှာပဲဆိုလူမိုက်နောက်မှာအကြံရတယ်တဲ့ဟုတ်ကဲ့ဆရာဟုတ်ဒါစကားပုံကပြောတာဒါမြန်မာစကားပုံအင်္ဂလိပ်စကားပုံကြည့်အောင်အင်္ဂလိပ်စကားပုံမှာကျတော့ဘာရေးထားလဲဆိုမြန်မာလိုပြောရရင်လူမိုက်နဲ့ဖက်ပြီးအငင်းခုံလို့ရင်တော့တဲ့လူမိုက်နှစ်ယောက်ဆိုတော့တက်တည်ပြတာပဲတဲ့ဟုတ်ကဲ့ပါဆရာဟုတ်နော်အဲ့တော့ဒါလေးကိုကြည့်လိုက်ရင်ဘာပြောလို့ရလဲဘယ်တော့မှအငင်းခုံမလုပ်နဲ့ဟုတ်ကဲ့ပါဆရာလူနှစ်ယောက်နဲ့အငင်းခုံလုပ်ရင်နှစ်ယောက်ဆိုတော့ဘာဖြစ်ပြီလဲလူမိုက်ဖြစ်သွားမှာလူမိုက်ဖြစ်ပြီနှစ်ယောက်လုံးအငင်းခုံမလုပ်နဲ့အငင်းခုံလုပ်ခြင်းကိုရှောင်ဟုတ်ကဲ့ပါဆရာဟုတ်နောက်တစ်ချက်ကတော့ဘာပြောလဲလို့ပြောရင်ပညာရှိဆိုတာတဲ့အားလုံးကိုမသိနိုင်ဘူးလို့သူ့ကိုယ်သူသိတယ်လူတဲ့ဟုတ်ကဲ့ပါဆရာဟုတ်နော်ဆိုလိုတာကသူကပညာရဲ့အတိုင်းကို तू မသိနိုင်ဘူးအရာရာကိုမသိနိုင်ဘူးလို့သူ့ကိုယ်သူသိတယ်လူတဲ့လူမိုက်ဆိုတာကတော့ငါအားလုံးသိတယ်လို့ကိုယ့်ကိုယ်ထင်နေတဲ့လူတဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ်ဒါလေးကလည်းဆရာတို့တွေအနေနဲ့ကနော်လူမိုက်ကို definition ဖွင့်တာလေးတွေဆရာအဲ့ဒါလေးကိုကြည့်လိုက်ရင်လေအဲ့လားလူတယောက်က तू တော်ချောင်း तू တက်ချောင်းငါကုန်တီချောင်းပြောနေရင်တော့ဝေးဝေးသာရှောင်တော့ဟုတ်ပါလားအဲ့ဒါဝေးလေးရရှောင်တာကောင်းမယ်ဆရာဟုတ်ကဲ့အဲ့တော့ဆရာကဒါကတော့ဟုတ်ဒီပေါင်းသင်းဆက်ဆံရေးမှာတွေ့ရမယ်လူမိုက်တွေအကြောင်းပြောသွားခြင်းဖြစ်ပါတယ်